power နဲ့ပဲဖြည့်ရှင်းလို့ရပါတယ် will power နဲ့မရဘူး super sighted နဲ့ကအမြဲတမ်းပဲရှိနေရမှာဖြစ်နေရမှာဖြစ်တယ်တဲ့အဲ့ဒါကိုပြရမှာဖြစ်တယ်တဲ့ဒါကြောင့်မလို့တဲ့ကျွန်တော်တို့ပြန်လဲပြီးတော့နေတိုင်းအသက်ရှင်ရမယ်လက်ထပ်ထင်များခြင်းကိုဒီပရိညေသစ္စာကိုနားလည်ဖို့အတွက်နော်ဒီမောင်ထုတ်ပြပေးရခြင်းဖြစ်ပါတယ် research အိမ်အောင်တဲ့ဘဝနဲ့ပတ်သက်တဲ့တက်တည်ပြုထားတဲ့အရာ research လေးတစ်ခုကိုဖတ်ပြခြင်းပါတယ် married men live longer than single men လက်ထပ်ထားတဲ့ယောက်ျားတွေကတဲ့အိမ်အောင်မပြုသောယောက်ျားတွေထက်ဘာဖြစ်လဲပို့ပြီးတော့ဘာဖြစ်တာလဲအသက်ရှည်တယ်အဲ့ research ကပြထားတယ်မင်းကြီးအသက်ရှည်အောင်ပါမယ်လက်ထပ်ထားတဲ့ယောက်ျားဟာလက်မထက်တဲ့ယောက်ျားတွေတဲ့ single man တွေထက်ပိုပြီးဘာဖြစ်လဲအသက်ရှည်တယ် research ကပြထားတာနော်လူပြိုကြီးတွေအပြိုကြီးတွေဂယူဆိုင် single man လို့ချင်းမြန်မြန်သေလိမ့်မယ်ဟုတ်ပြီလား research ကပြောထားတယ်လက်ထပ်ထားတဲ့လူတွေကအသက်ဘာဖြစ်တော့ပိုရှိ married man တဲ့အဲ့တော့ဖုန်ကြီးတွေလည်း married မလုပ်တော့မြန်မြန်သေတဲ့ထဲမှာပါမလားမသိဘူးဒီလားရှင်တွေလည်းဂယူဆိုင်ကြနော်အပြိုကြီးလုံနေလို့အစင်မပြေဘူးထင်တယ်ဘာဖြစ်လို့လဲလက်ထက်တဲ့လူတွေကပို့ပြီးပါပြောတယ်အသက်ရှည်တယ်တဲ့ဒါရင်မလို့ခြေသူပြေနော်လူအပြိုကြီးတွေလူပြိုကြီးတွေဇွတ်တိုင်းမထိုးနဲ့နော်စက်လုံးကိုပြီးအောင်နားထောင်အောင်နော်ဒီမှာဘလို့ရေးထားလဲဆိုလို့ချင်းတဲ့ married men live longer than single men ဘာဖြစ်လို့တဲ့အိမ်ရဲ့အိမ်မှုမတိပဲနဲ့မျက်ွယ်ပြုပြီးတော့ကြံတဲ့အရာတွေမှာစိတ်ဝင်စားနေတာတော့ယောက်ျားအရစ်စတိုတယ်ကဘာပြောတယ်ပလေတိုကဘာပြောလဲပြောတယ်မိန်းမအိမ်မှာဆံမရှိစီမရှိကြက်သွန်မရှိဘူးပြောနေတယ်အဲ့တော့ဘာတက်တော့ပြဿနာတက်တာပေါ့ marriage was a failure ပျက်စီးရတာဖြစ်တယ်အဲ့တော့အိမ်မှုကိစ္စမှာအိမ်မှုအိမ်အောင်ရေးမှာအတူတကွာရှိတူမရှိတူအေးတူပူအမြဒါကိုလည်းပြန်လဲစဉ်းစားစေချင်ပါတယ်တဲ့အဲ့တော့ပြဿနာဘာဖြစ်လို့တက်ကြတာတော့နောက်တစ်ခုကမိန်းမကနေယောက်ျားကိုပြောတယ်ရှင်ဒီကနေ့ကမ်ပဏီကနေဘာလို့အစောကြီးပြန်လာတာတော့ဆိုတော့မိန်းမကနေယောက်ျားကိုပြောတယ်ရှင်ဒီကနေ့ထူးဆန်းလာကြီးလားဒီကနေ့ကမ်ပဏီကဘာလို့အစောကြီးပြန်လာတာတော့ပြောတဲ့ခါမျိုးမှာယောက်ျားဒီကနေ့ကမ်ပဏီမှာ boss နဲ့ရန်ဖြစ်ပြဿနာတက် boss ကလည်းစိတ်ဆိုးဆိုးနဲ့ငါ့ကိုဘာပြောလဲဆိုလို့ချင်း go to hell လို့ပြောတယ် go to hell လို့ပြောတယ် boss ကစိတ်ဆိုးပြီးတော့လဲငါလည်းအဲ့ဒါနဲ့မထူးဆိုမှပဲပြန်လာတာလေအိမ်ပြန်လာတယ်အဲ့ဒါအိမ်ကဘာတော့ hell ပေါ့ဒါကြောင့်မလို့အိမ်ကအစင်မပြေတာဒါကြောင့်မလို့ marriage ကကျွန်တော်တို့က failure ဖြစ်ရတာတဲ့အဲ့တော့အဖြေရှိတယ်ဘာမှမပူနဲ့တဲ့အကြံပြုထားတယ်ဘလို့အကြံပြုထားလဲဆိုလို့ချင်းအိမ်တော်တွေရဲ့ဘဝမှာ you need 4 hug and 4 kisses အိမ်တော်တွေရဲ့ဘဝမှာတဲ့ you need ခမရလိုတယ်တဲ့4 ချိန်ဖက်ရမယ်တဲ့4 hugs and 4 kisses 4 ချိန် kiss ပေးရမယ်တဲ့ for survival ဘာအတွက်လဲအိမ်တော်ကြီးပြိုမသွားဖို့အတွက်ဘာဖြစ်ရမလဲအနည်းဆုံးဘယ်နှချိန်ဖက်ရမှာတော့4 ချိန်ဖက်ရမယ်ဘယ်နှချိန်နမ်းရမှာတော့4 ချိန် kiss ပေးရမယ်တဲ့အဲ့ဒါဆိုလို့ချင်း for survival တဲ့အိမ်ကဘာဖြစ်သွားတော့မပြိုဘူးတချို့အားလဲယာတက်ပံဒါကြောင့်မလို့အဲ့ဒါကိုပြောပြပေးနေခြင်းဖြစ်ပါတယ် sorry ပါဩဘာသာရှည်သွားတယ်နောက်ဆုံးနေနဲ့နည်းနည်းလေးပဲအဲ့ဒါကဘာဖြစ်တာလဲဆိုတော့ချင်း interview လုပ်ထားတဲ့အရာလေးပြောချင်ပါတယ်တကယ် interview လုပ်ထားတဲ့အရာလေးပါအိမ်တော်တဲ့ဘဝတွေကိုအိမ်တော်ပြု interview လုပ်ထားရင်လည်းတားတို့သမီးတို့ကိုကျွန်တော်ရဲ့သားနဲ့ကျွန်တော်ရဲ့သမီးကိုသူတို့ရဲ့အိမ်တော်တဲ့ဘဝမှာသူတို့ရဲ့ brain နဲ့သက်သာဆိုတဲ့သူတို့ရဲ့ second မတူခံယူတဲ့ချိန်ကမျိုးမှာဒါအားတွေကို prepare လုပ်ပြီး super sighted နဲ့ပြန်ပြီးတော့ love power နဲ့အသက်ရှင်စေခြင်းတဲ့အတွက်ကြောင့်မလို့ဒီမှာရှိတဲ့ကျွန်တော်ရဲ့မိဘတွေကိုလည်းပြန်လဲပြီးတော့လူငယ်မောင်မယ်တွေကိုလည်းသူတို့ကိုအားချပြီးတော့လက်ထပ်ထင်မြခြင်းကိုခံယူဖို့အတွက် second မတူကိုခံယူဖို့ပြင်ဆင်နေတဲ့လူတွေအမှန် interview လုပ်ထားတဲ့ခဲမှာပထမလူငယ်လေးကဘာပြောလဲဆို
အဖေနဲ့အမေနဲ့ခဏခဏစကားများတယ်တဲ့အိမ်မှာအဖေနဲ့အမေနဲ့စကားများတာတွေခဏခဏစကားများတာတွေရဆင်ကြည်ပါတယ်ဗျာပထမအင်တာဗျူးကပြောထားတယ်လူငယ်လေးတယောက်ကိုမေးတဲ့ခါမျိုးမှာအဲ့လူငယ်လေးကမျက်နှာမတာဘူးဘာဖြစ်တာလဲမင်းအိမ်ကြောင့်နည်းနည်းပြောပြစမ်းပါလို့ပြောတဲ့ခါမျိုးမှာအိမ်မှာအဖေနဲ့အမေနဲ့ခဏခဏအော်ကြီးဟစ်ကျဲစကားများကြတယ်အဲ့ဒီအရာကိုရက်စေချင်ပါတယ်ဗျာရှိလားဒုတိယလူငယ်လေးကိုအင်တာဗျူးထားတယ်တကယ်ပြောတာဒုတိယလူငယ်လေးကဘာပြောလဲဆိုညာတိုင်းအဖေလုပ်တဲ့လူကမူးပြီးမိုးချုပ်ပြီးပြန်လာတယ်တဲ့အိမ်မှာစီဝါရေးပြက်တယ်ငြိမ်သက်ခြင်းလည်းမရှိဘူးကျွန်တော်တို့ရဲ့အိမ်ကိုစီဝါရေးလေးနဲ့ငြိမ်သက်ခြင်းလေးလိုချင်လိုက်တာဒါရောရှိလာရင်ညတိုင်းမူးပြီးတော့တကောင်ရံမှာမှပြန်လာတယ်အိမ်လဲစီဝါရေးပြက်တယ်ငြိမ်သက်ခြင်းလည်းမရှိဘူးဒုတိယလူငယ်လေးကပြောပါတယ်တတိယလူငယ်လေးကဘာပြောလဲဆိုအဖေကတဲ့အိမ်မှာတဲ့ထစ်ကလေးဆိုအမေကိုရိုက်တယ်အိမ်မှာအဖေကထစ်ကလေးနဲ့ဆိုအမေကိုရိုက်နေတာတဲ့ကျွန်တော်တို့အိမ်ကဘာဖြစ်နေမှန်းကိုမသိဘူးအမျိုးသားယောက်ျားတို့မိန်းမကိုထစ်ကလေးရှိရိုက်နေလားအပူတွေပြောထားတာလားဖြစ်ကောဖြစ်နေတာလားအင်တာဗျူးကတော့မမှားပါဘူးနောက်စတုံးတော်လူငယ်လေးကဘာပြောလဲဆိုအမေဟာတဲ့နောက်ယောက်ျားတစ်ယောက်နဲ့တွဲနေတယ်တဲ့အမေအမြန်ဆုံးအမြင်မှန်ရစေခြင်းနဲ့ဝမ်းနဲ့စားကောင်းတဲ့အဖြစ်ပြပါအမေဟာတဲ့နောက်ယောက်ျားတစ်ယောက်နဲ့တွဲနေတယ်အမေအမြင်မှန်ရစေခြင်းနဲ့ဗျာဖြစ်ကောဖြစ်နိုင်လားယင်နောက်ဆုံးတစ်ယောက်ပါနောက်ဆုံးတစ်ယောက်ကဘာပြောလဲဆိုကျွန်တော်တို့ရဲ့မိသားစုမှာမချမ်းသာခြင်းတော့ဘူးတဲ့မချမ်းသာခြင်းတော့ဘူးကျွန်တော်တို့ရဲ့မိသားစုမှာဘာဖြစ်လို့လဲအိမ်မှာအဖေလည်းမရှိဘူးအမေလည်းမရှိဘူးအိမ်ပေါ်ပဲရှိတယ်တဲ့မိသားစုဘယ်တော့မှအတူတူတစ်ခါမှမရှိဘူးတခေယေရှုကမွေးဖွားလာတဲ့ခါမျိုးမှာမာရိယာနဲ့ဇူဇယ်ကနေသူကြီးထွားဖို့အတွက်သူရင့်ကျက်ဖို့အတွက်အင်မတန်မှမှန်ကန်သောကောင်းမြတ်သောမိသားစုတစ်ခုကိုလိုအပ်ခဲ့ပါတယ်လူတိုင်းဟာရင့်ကျက်ဖို့အတွက်ကြီးထွားဖို့အတွက်မိသားစုလိုအပ်ပါတယ်ဆိုသားတို့သမီးတို့မိသားစုကလူအဆောက်အုံ humanity တစ်ခုလုံးရဲ့လူပေါင်းတစ်ခုလုံးရဲ့အုံမြစ်ပါကျေးဇူးပြုပြီးဘုရားသခင်စုံမဲ့တဲ့ဗြိညေသက်စာရဲ့စက္ကမန်တူရဲ့ရလတ်တိမ်တိုင်းပဲဆူတောင်းခြင်းများပြုပြင်ပြောင်းလဲခြင်းများနဲ့ဓမ္မမိတ်ဆွေအားလုံးတို့အခုလက်ထပ်ခြင်းစက္ကမန်တူကိုခံယူမဲ့သားနဲ့သမီးတို့တက်ပါအထူးဆူတောင်းပါဝင်ပေးခြင်းအပြင်ပါဝင်ဤအခမ်းအနားကိုဆက်လက်ပြီးပါဝင်ကြပါစို့ယခုချိန်မှာစတင်ပြီးမင်္ဂလာသတို့သားမက်ဆီမန်နူတက်နိုင်ဦးနဲ့မင်္ဂလာသတို့သမီးဗေရိုနီကာအီမော်မြင့်မောင်တို့နဲ့အတူသတို့သားယံသတို့သမီးယံလက်စွပ်ပန်းကိုင်တို့မှရှေ့သို့ထွက်လာပြီးဖျားဆင်ရှေ့မောက်တွင်နေရာယူပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာမင်္ဂလာသတို့သားနဲ့မင်္ဂလာသတို့သမီးတို့အပြန်အလှန်ဂတိသစ္စာပြုခြင်းအခမ်းအနားစတင်တော့မှာဖြစ်ပါတယ်ချစ်တော်သောမိတ်ဆွေတို့
အသင်းတော်၏ကိုယ်စားလှယ်ဖြစ်သောယဟန်နှင့်ဘာသာသူပရိသတ်တို့၏မျက်မှောက်၌ဖျားသခင်သည်သင်တို့၏ချစ်ချင်းမြတ်တာကိုတန်ရှင်းသောတစိမ့်ဖြင့်ခတ်နှိပ်အတည်ပြုရန်သင်တို့သည်ဤကြောင်းတော်သို့စေယုံလာခဲ့ကြပေသည်ခရစ်တော်သခင်သည်သင်တို့၏ချစ်ချင်းမြတ်တာကိုကောင်းကြီးအပြည့်အဝပေးတော်မူပေသည်တူပေါ်တူထားရှိသောဂတိသစ္စာကိုယာသက်ပံထိမ့်သိမ်းစောင့်ရှောက်နိုင်ရန်၎င်းထိမ်းများခြင်းနှင့်ဆိုင်ရာတာဝန်များကိုထမ်းဆောင်နိုင်ရန်၎င်းကိုရောသည်တန်ရှင်းသောစေကြောခြင်းစက္ကရမန်တုအားဖြင့်ကိုရောတိုင်တန်ရှင်းစေခဲ့သောသူတို့ကိုတိကျသောစက္ကရမန်တုမင်္ဂလာအားဖြင့်ကျေးဇူးတော်များပွားများစေ၍အားအင်ဖြစ်တင်းပေးတော်မူသည်တို့ဖြစ်၍သင်တို့၏စိတ်နေသဘောထားကိုထုတ်ပေါ်ရန်အသင်းတော်၏မျက်မှောက်၌သင်တို့အားကျွန်ုပ်မေးမြန်းပါမည်မက်ဆီမန်နျူနဲ့ဗရောနီကာသင်တို့သည်မြည်သည့်အဓမ္မအကြက်ကင်ခြင်းကိုများမခံရဘဲအကျွမ်းမဲ့လွတ်လပ်သောစိတ်ဖြင့်ထိမ်းများခြင်းမင်္ဂလာခံယူရန်ဤကြောင်းတော်သို့ရောက်လာကြသည်မှာမှန်ပါ၏လောမှန်ပါ၏မှန်ပါ၏သင်တို့သည်အိမ်တောင်ရေးလောကတစ်လျှောက်လုံး၌တူဦးကိုတူဦးချစ်ခင်လေးစားကြရန်အသင့်ရှိကြပါ၏လောအသင့်ရှိကြပါ၏အသင့်ရှိကြပါ၏သင်တို့သည်ဖျားသခင်ရွှေလက်တော်မှရရှိမည်ဖြစ်ကြသောသားသမီးတို့ကိုချစ်ချစ်ခင်ခင်လက်ခံသိမ့်ပိုက်၍ခရစ်တော်သခင်နှင့်ကိုရောအသင်းတော်၏ပြည့်ညတ်တရားတော်တိုင်းစားဝတ်နေရေးပညာရေးတို့ကိုဖန်တီးပေးရန်အသင့်ရှိကြရာတပ်ပံချစ်ခင်လေးစားနိုင်ရန်မရှိအတူရှိအတူအေးတူပူအမြကျမ်းမာသည်ဖြစ်စေမကျမ်းမာသည်ဖြစ်စေသင်အားသစ္စာရှိရှိပေါင်းသင်းပါမည်ဟုကျွန်ုပ်ကတိပြုပါသည်သင်တော်၏မျက်မှောက်၌သင်တို့ထုတ်ဖော်ခဲ့သောသဘောတူညီချက်ကိုဖျားသခင်သည်ကြည်ပြူစွာအတည်ပြုတော်မူ၍သင်တို့အားကောင်းကြီးမင်္ဂလာအပြည့်အဝပေးတော်မူပါစေဖျားသခင်ဖက်ဆက်သောအရာကိုလူသည်မခွဲခွာစေနှင့်အာမင်ယခုချိန်မှာချစ်ချင်းမြတ်တာ၏အမတ်တစိတ်ဖြစ်သောမင်္ဂလာလက်စွပ်ကိုကောင်းကြီးပေးမှာဖြစ်ပါတယ်ချစ်ချင်းမြတ်တာနှင့်ဂတိသစ္စာတည်ခြင်းအထိမ်းအမှတ်ဖြစ်သင်တို့တဦးကိုတဦးအနှင်းမြဖြစ်သောဤလက်စွပ်များကိုဖျားသခင်သည်ကောင်းကြီးပေးတော်မူပါစေယခုချိန်မှာမင်္ဂလာသတို့သားနဲ့မင်္ဂလာသတို့သမီးတို့အပြန်အလှန်လက်စွပ်ကိုဆင်မြန်းကြပါတော့မယ်ကျွန်ုပ်၏ချစ်ချင်းမြတ်တာနှင့်ဂတိတစ္ဆာတည်ခြင်း၏အထိမ်းအမှတ်အဖြစ်ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်၏နာမတော်မြတ်၌ဤလက်စွပ်ကိုလက်ခံပါမက်ဆီမီနိုတနိုင်ဦးကျွန်ုပ်၏ချစ်ချင်းမြတ်တာနှင့်ဂရိသစ္စာတည်ခြင်း၏အထိမ်းအမှတ်ဖြင့်ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်၏နာမတော်မြတ်၌ဤလက်စွပ်ကိုလက်ခံပါယခုချိန်မှာမင်္ဂလာသတို့သားမက်ဆီမန်နူတန်နိုင်ဦးနှင့်ဗေရိုနီကာအီမွန်မြင့်မောင်တို့သည်ဘုရားရှိလူရှိဂတိသစ္စာပြုပြီးကယခုချိန်မှစတင်၍တရားဝင်ဇနီးမောင်နှံဖြစ်သို့ရောက်ရှိသွားကြပါပြီမင်္ဂလာသတို့သားမှမင်္ဂလာသတို့သမီးအားမင်္ဂလာအနမ်းဖြင့်နှုတ်ဆက်ပေးမှာဖြစ်ပါတယ်အပရိသတ်ပေါင်းတို့မှလည်းလက်ခုပ်ဩဘာပေးလျက်ကြိုးစိုးဂုဏ်ပြုကြရအောင်နှစ်ဖက်မိဘအပရိသတ်များကိုစားသတို့သား၏အဖွားဖြစ်သူဒေါ်မာရီရူဘင်မှဂုံပြုပန်းကုန်းဖြင့်ဆင်မြန်းပေးပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါရခင်ဗျာ
လက်ခုပ်ဩဘာပေးကြရအောင်ကျေးဇူးပြီးမတ်တရကြရအောင်ကျွန်တော်တို့အထွေထွေဆုတောင်းခြင်းကိုစတင်တော့မှာဖြစ်ပါတယ်ချစ်တော်စွာသောညီကိုမောင်နှမပေါင်းတို့တောင်းလင်ရလိမ့်မည်ရှာလင်တွေ့လိမ့်မည်ခောက်လင်ပွင့်လိမ့်မည်ဟုယေရှုသခင်မိန့်မာခဲ့သည်ဖြစ်ကက်သလစ်အသင်းတော်ဖို့၎င်းယထိတ်အများကြီးမင်္ဂလာကိုခံယူသောဗေရောနီကာနှင့်မက်ဆီတို့ဖို့၌၎င်းလိုအပ်သမျှကျေးဇူးဖျားဖျားတို့ကိုယေရှုခရစ်တော်သခင်အားဖြင့်အဖခမည်းတော်ဖခင်ထံတညီတညွတ်တီတောင်းလျှောက်ဆုပန်ကြရအောင်Francis ကာကွယ်ဆောင်ရှောက်တော်မူပါမည်အကြောင်းယဟန်များနေတိလာရှင်ပေါင်းတို့သည်ကိုရောဤလူတော်ကိုနိုင်စီတော်မူ၍လူငယ်များစွာတို့အားသူတော်စင်မောင်တို့ဝင်လို့သောစိတ်ဆန္ဒကိုပေးသွင်းတော်မူပါမည်အကြောခံယူကြသောဇနီးမောင်နှံတို့အားချစ်ချင်းမြတ်တာ၌ချစ်ခံ၍ဉာဏ်သောခရိယံမိသားစုဘဝတတကိုပိုင်ဆိုင်စေတော်မူပါမည်အကြောင်းဆုစေရိုဤတန်ရှင်သောဤနောက်စုကဲ့သို့ခရစ်တော်၌ပေါင်းဖက်ဆုံးမကြသောဇနီးမောင်နှံတို့အားစနမူနာယူထိုက်သောပုံသက်သေးကောင်းများကျင့်ကြံနိုင်စေတော်မူပါမည်အကြောင်းပူဇော်ရ၌ပါဝင်ကြသောညီကိုမောင်နှမတို့နှင့်မြမပြည်အားကောင်းကြီးမင်္ဂလာပေးတော်မူ၍တေလုံငုံသောသူတို့၏တဝိညာဉ်တို့သည်တနာတော်မြတ်ခံရ၏ငြိမ်းချမ်းသာယာစွာရှိစေတော်မူပါမည်အကြောင်းကျွန်တော်တို့၏ခွန်အားဗလာဖြစ်မိခိုရာဖြစ်တော်မူသောမြတ်စွာဘုရားသခင်ယေရှုခရစ်တော်အပြင်ချစ်သားသမီးများတောင်းလျှောက်ရာကိုနာယူတော်မူပါဖျားအာမင်ဒီကနေ့မှာမြန်မာနိုင်ငံလုံးတဝမ်းလုံးမှာရှိနေကြတဲ့လူငယ်တာဝန်ခံဘုန်းတော်ကြီးများရော
ဤကနေ့မစ္စာတရားမှာပါဝင်ပေးကြတဲ့ဘုန်းတော်ကြီးများကိုပူဇော်တက္ကရာများကိုလက်ခံယူပေးပါရန်ကိုရမြတ်တန်းရှိမှမတက်ရ၍နေရာယူပေးပါရန်လေးစားစွာလျှောက်ထားပါရယ်
ဓမ္မမိတ်ဆွေပေါင်းတို့ကျွန်ုပ်နဲ့သင်တို့ဆက်ကပ်သောဤပူဇော်တက်ကာယများကိုအနန္တတကူတော်ရှင်အဖခမည်းတော်ဖျားကြည်ပြီးစွာလက်ခံတော်မူပါယံဆုတောင်းကြပါအိုဘုရားသခင်တန်ရှင်သောလက်ထက်ထိမ်းများခြင်းပဋိညာဉ်ကိုပြုသောဗေရောနီကာနှင့်မက်ဆီတို့တို့ပူဇော်သောဤပူဇော်တက္ကရာများကိုလက်ခံပေးတော်မူပါကိုရောရှင်သည်ထိုပဋိညာဉ်ကိုတည်ထောင်သောအရှင်ဖြစ်တဲ့ကဲ့သို့စီမံခန့်ခွဲအုပ်ချုပ်သောအရှင်လည်းဖြစ်စေတော်မူပါမည်ကြောင်းတပည့်တော်၏သခင်ခရစ်တော်ဖျားရှင်မေပြု၍တောင်းလျှောက်ကြပါသည်ဖျားဖျားသခင်သည်ကျွန်တော်အားလုံးနှင့်အစဉ်ရှိပါစေဖျားသခင်အားအာယုံပြုကြလောကျွန်တော်တို့ရှင်ဖျားသခင်အားကျေးဇူးတင်ကြစို့အိုအရှင်မြတ်တန်ရှင်းတော်မူသောဖအနန္တတကူတော်ရှင်ထာဝရဖျားကိုရရှင်ကျေးဇူးတော်များကာလဒေတာမျိုးဖော်ထုတ်ချီးကျူးခြင်းသည်အမှန်ပင်ပြုတ်တိုက်တော်မူဖြစ်တပည့်တော်တို့ဖို့ကျေးဇူးတော်တိုးပွားရာအကြောင်းလည်းဖြစ်ပေသည်တန်ရှင်းသောထိမ်းများမင်္ဂလာဖြစ်ပေါ်လာသောတရားဝင်သားသမီးယတနာတို့သည်ကိုရောရှင်သားသမီးများပွားများရန်အကြောင်းဖြစ်စေခြင်းကကိုရောရှင်သည်လက်ထက်ထိမ်းများခြင်းပဋိညာဉ်ကိုစီးလုံးညီညွတ်ခြင်းနူးညံ့သောနှောင်ကြိုးဖြင့်၎င်းအေဂျင့်ကြီးမြဲမြံခိုင်ခိုင်သောနှောင်ကြိုးဖြင့်၎င်းချီးမြှောက်တော်မူ၏။အိုသခင်ကိုရောသည်တဘာဝဖွားမြင်ခြင်းဖြင့်ကဘာကိုတစားဆင်တဲ့ကဲ့သို့အသက်ဖွားမြင်ခြင်းဖြင့်လည်းသာသနာတော်ကိုတိုးပွားများပြားအံ့ငှာကိုရောရှိမျှော်မြင်တော်မူခြင်းနှင့်၎င်းကျေးဇူးတော်နှင့်၎င်းတို့ဖြစ်ရနှစ်ရက်ကိုပြော၍မပြနိုင်သောဤတို့ဖြင့်စီမံတော်မူပေသည်တို့ဖြစ်၍သခင်ယေရှုခရစ်တော်ကိုအမိပြုလျက်ကောင်းကင်တရားတမန်ယဟန္တာသူတော်သူမြတ်ပေါင်းတို့နှင့်အတူတပည့်တော်တို့သည်ကိုရောရှင်ကိုချီးမွမ်းတော်မှာပြုလျက်အစင်မပြတ်ကြွေးကြော်ကြသည်ပါတန်ရှင်းမမြတ်မဟုသမျှမူလအရင်ဖြစ်တော်မူသောအိုရှင်ကိုရောရှင်သည်ဧကံအမှန်တန်ရှင်းတော်မူပါ၏တို့ဖြစ်၍ဤပူဇော်တက္ကာယများအပေါ်ကိုရောရှင်ဝိညာဉ်တော်မြတ်ကိုမြူနှင်းကြဆင်းတဲ့ကဲ့သို့သက်ဆင်းစေ၍တန်ရှင်းစေတော်မူခြင်းအပြင်ဤပူဇော်တက္ကာယများသည်တပည့်တော်တို့ဖို့ယေရှုခရစ်တော်သခင်အသားတော်နှင့်အသွေးတော်ဖြစ်လာစေရန်အလို့ငါတပည့်တော်တို့တောင်းလျှောက်ကြပါသည်
ယေရှုခရစ်တော်သခင်သည်အနှံ့ခြင်းခံရ၍မိမိအလိုတော်ရင်အတိုင်းဒုက္ခဝေဒနာခံတော်မမူမီမုံကိုယူတော်မူ၍ယေရှုတင်တော်မူပြီးလင်ဖဲ့တော်မူ၍မိမိတပည့်တော်ကြီးတို့အားပေးလျက်မိန့်တော်မူသည်ကားသင်တို့အားလုံးဤအရာကိုယူ၍စားကြလောဤဒီကသင်တို့ဖို့အနှံ့ခံရမည်ငါဤခန္ဓာကိုယ်ဖြစ်သည် Initu ညသာစားပြီးနောက်ဖလားတော်ကိုယူတော်မူတပံကျေးဇူးတင်တော်မူပြီးလင်မိမိတပည့်တော်ကြီးတို့ဟာဖလားတော်ကိုပေးလျက်မိန့်တော်မူသည်ကားသင်တို့အားလုံးဤဖလားတော်ကိုယူ၍တောက်ကြလောဤဒီကအပြစ်များကိုချွတ်လွတ်ခြင်းလို့ငါသင်တို့နှင့်လူများဖို့သွန်ကောင်းခံရမည်ထာဝရဗဒိညင်တနှင့်ဆိုင်ရာငါဤသွေးတော်ဖလားဖြင့်ငါကိုအောက်မေ့တတိယခြင်းငါဤအမှုကိုပြုကြလော တို့ဖြူဥပဖျားခရစ်တော်သခင်အသေးခံတော်မူခြင်းနဲ့ရှင်ပြန်ထမြောက်တော်မူခြင်းတို့ကိုအောက်မေ့တတိယကြတပည့်တို့သည်အသက်ပေးမုန်းတော်မူနှင့်ကယ်တင်ခြင်းချမ်းသာပေးသောဖလားတော်ကိုကိုရောရှင်ပူဇော်ကြပါသည်ရွှေမြတ်မောက်တော်၌အမှုတော်ထိုင်ရွက်ခွင့်ကိုတပည့်တော်တို့အားပေးသနာတော်မူသောကြောင့်ကိုရောရှင်အားကျေးဇူးတင်ကြပါသည်ခရစ်တော်သခင်အသားတော်နှင့်အသွေးတော်ကိုပေးသောတပည့်တော်တို့ကိုတန်ရှင်းသောဝိညာဉ်တော်ဖျားအားဖြင့်တလုံးတော်ရီဖြစ်စေတော်မူပါမည်အကြောင်းညွတ်တော်သနာတော်မြတ်ခံကြပါသည်ဖျား ဘုရားဖျားကွာတော်လုံးရှိကရောရှင်သာသနာတော်ကိုတတိယတော်မှာတပည့်တော်ကြီးပေါ်ရမကြီးဖရန့်စစ်ရှင်သူများတပည့်တော်ကြီးဆရာတော်ကြီးများဖြစ်ကြသောချားစ်ကာဒီနယ်ဘိုနိုဝယ်ဆွန်နော်အေဖရန့်စစ်တန်ထွန်းခတ်သိမ်းကုန်သောယဟန်တန်ဃာတော်သူတကွာဤသာသနာတော်ကိုချစ်ချင်းမေတ္တာနှင့်ပြေဝစေတော်မှာ ရှင်မြတ်ထမြောက်မီဟုမျှော်လင့်လျက်ထာဝရဘဝသို့ပြောင်းသွားနှင့်ကြသောတပည့်တော်တို့ညီကိုမောင်နှမများကိုသာမကကိုတော်ရှင်ဂိယုနာတော်ကိုခံစားလျက်ကွယ်လွန်သွားကြကုန်သောသူအလုံးတို့ကိုလည်းတရိယာတော်မူ၍ကိုတော်ဤရွှေမျက်နာတော်ကိုဖူးမြင်ကြရစေတော်မူပါဖျားရှင်မေတော်မူမြတ်သောကညာစင်မာရိယနှင့်ခေမွန်တော်မူမြတ်သောရှင်ဂျိုးဆက်မူမြတ်သောတမန်တော်ကြီးများနှင့်ကာလဆက်ဆက်လူတော်မြတ်ကိုလိုက်နာခဲ့ကြသောယဟန္တာသူတော်မြတ်အပေါင်းတို့နှင့်တူတူကထာဝရအသက်ရှင်ခြင်းချမ်းသာကိုအမွေခံတိုက်သူများဖြစ်ကြလျက်ကိုတော်ရှင်ဖျား၏ဘုန်းကုံတော်ကိုချီးမွမ်းထောက်ပနာပြုကြံသောငါတပည့်တော်တို့အားလုံးကိုဆောင်မတနာတော်မူပါကိုတော်ရှင်သားတော်ခရစ်တော်သခင်အားဖြင့်တောင်းလျှောက်ကြပါသည် ခရစ်တော်သခင်အဖြစ်ခရစ်တော်သခင်နဲ့တူခရစ်တော်သခင်၌အိုနန္ဒကိုရောရှင်ဖာခမေရောဖျားကိုရောရှင်သည်တန်ရှင်သောဝိညာဉ်တော်မြတ်ဖျားနှင့်တလုံးတဝါတည်းအကြီးမြတ်ဆုံးသောယုသေးခြင်းနှင့်ချီးမွမ်းထောပနာပြုခြင်းကိုကာလဆက်ဆက်ခံယူရရှိတော်မူပါသည်ဖျားအာမင်သခင်ယေရှုမိန့်တော်ကိုနာခံလျက်ကိုရောရှင်စင်တင်ကြားပေးခဲ့သောဆုတောင်းပတနာတော်ကိုယုံကြည်ကိုးစားခြင်းဖြင့်တူတကွတန်ပြိုင်သိဆိုကြရအောင် Oh
ချလာစွာသောညီကိုမောင်နှမအပေါင်းတို့ဖျားသခင်သည်သခင်ခရစ်တော်၌မက်ဆီနှင့်ဗရော်နီကာတို့၏ထိမ်းများပြီးသောသူတို့ပေါ်သို့တနာသဖြင့်ကျေးဇူးတော်ကိုသွန်းလောင်းတော်မူရန်၎င်းတန်ရှင်းသောဗြိဉ္ဉ်ဖြင့်ခြေနှောင်ပြီးသောသူတို့ကိုခရစ်တော်သခင်အသွေးတော်နှင့်အသားတော်ကိုပြည့်ခြင်းအပြင်ချစ်ချင်းမြတ်တာတစ်ခုတည်းကိုသာအရင်ခံထား၍စိတ်တူသဘောတူဖြစ်နိုင်ကြရန်၎င်းမဆာတော်မူပါမည်ကြောင်းဖျားသခင်တန်အတူညွတ်တောင်းလျှောက်ကြစို့။အိုထာဝရဖျားသခင်ကိုရောသည်အရာခတ်သိမ်းတို့ကိုကိုရောရှင်အနန္တတကူတော်အဖြစ်အနတ္တမှဖန်ဆင်းတော်မူ၍စัจ java လာ၏မူလအစဖြစ်သောအရာများကိုနေရာတကျစီစဉ်ထားတော်မူလျက်လူကိုဖျားသခင်ရွှေပုံတော်တိုင်ဖန်ဆင်းတော်မူပြီးမှတခုတည်းဖြစ်စီရင်ထားတော်မူသောအရာကိုမြည်သည့်အခါမျှခွဲပိုင်ခွင့်မရှိကြောင်းသင်ကြားတော်မူသည်နှင့်နှစ်ကိုမဟုတ်တကူတသားသည်ဖြစ်စေခြင်းကယောက်ျားအတွက်မခွဲခွာနိုင်သောအပေါင်းဖော်အဖြစ်မိန်းမကိုဖန်ဆင်းတော်မူခဲ့ပေသည်။အိုထာဝရဘုရားသခင်ကိုရောသည်လက်ထက်ထင်များခြင်းမင်္ဂလာပရိညင်ဖွဲ့ရ၌ခရစ်တော်သခင်သာသနာတော်နှင့်ပေါင်းဆက်ခြင်းကိုပေါ်လွင်ထင်ရှားစေခြင်းကယောက်ျားနှင့်မိန်းမတို့၏စုံဖက်ခြင်းကိုမြင့်မြတ်လာသောစက္ကရမန်တုမင်္ဂလာအဖြစ်သို့တင်မြှောက်ပေးတော်မူပေသည်။အိုထာဝရဘုရားသခင်ကိုရောသည်မိန်းမကိုယောက်ျားနှင့်စုံဖက်စေလျက်အရင်ခံဖြစ်သောအသင်းပင်ကိုတည်ထောင်တော်မူပြီးနောက်ကောင်းကြီးပေးတော်မူ၍ထိုကောင်းကြီးမင်္ဂလာတစ်ခုတည်းကိုသာအပြည့်ရင်တန်ဖြစ်တော်လဲရေလမ်းမိုးခြင်းတန်ဖြစ်တော်၎င်းရုပ်သိမ်းတော်မမူခဲ့ပေယောက်ျားနှင့်ထိမ်းများပြီးနောက်ကိုရောရှင်ကောင်းကြီးမင်္ဂလာဖြင့်ကိုရောရှင်ဆောင်းကြောက်တော်မူမည်ဟုယုံကြည်ကိုးစားနေသောဗရောနီကာဤတို့သမီးကိုစေတနာနှင့်ကြီးရှုစောင့်ရှောက်ပေးတော်မူပါထိုသူတို့၏တထက်ထိမ်းများခြင်းပဋိညာဉ်၌သစ္စာစောင့်နိုင်ကြရန်သူတို့ပေါ်၌တန်ရှင်းသောဝိညာဉ်တော်ကိုဆစ်လက်တော်မူ၍သူတို့၏စိတ်နှလုံးသားများထဲသို့ချစ်ချင်းမေတ္တာနှင့်ငြိမ်းချမ်းသာယာခြင်းပေးသောဆုကျေးဇူးတော်များကိုသွန်းလောင်းချပေးတော်မူပါချစ်ချင်းမေတ္တာနှင့်ငြိမ်းချမ်းသာယာခြင်းကျေးဇူးတော်သည်ကိုရောရှင်သမီးဗရောနီကာ၌ရှိပါစေ။တမန်ကျမ်းစာတော်များ၌ချီးကျူးခြင်းခံရသောအကျင့်သီလကောင်းသောမိမမြတ်တို့ကိုအတုယူနိုင်ကြပါစေ။ယောက်ျားသည်သူ့အပေါ်၌ယုံကြည်စိတ်ချမှုရှိ၍မိန်းမသည်လည်းသူနှင့်ဂုဏ်ရည်တူအပေါင်းဖော်ဖြစ်ကြောင်းကို၎င်းအသက်ရှင်ခြင်းချမ်းသာကိုသူနှင့်တူအမွေစားအမွေခံဘက်တရားဖြစ်ကြောင်းကို၎င်းအသိမှတ်ပြုကာထိုက်တင်သည့်အတိုင်းရိုးသေးလေးစားလျက်ခရစ်တော်သခင်သည်မိမိသာသနာတော်ကိုချစ်တော်မူတဲ့ကဲ့သို့အစဉ်မြဲချစ်ခင်ပါစေ။အိုဖျားသခင်ကိုရော၏အစေခံများဖြစ်ကြသောမက်ဆီနှင့်ဗရောနီကာတို့သည်ယုံကြည်ခြင်း၌တည်မြဲ၍ပြည့်ညတ်တရားတော်များကိုစောင့်ထိန်နိုင်ရန်၎င်းအတူပေါင်းသင်းနေထိုင်ရန်၌ကောင်းသောကိုကျင့်တရားနှင့်ထွန်းပြောင်နိုင်ရန်၎င်းဧဝံဂေလိတရားတော်၌အာတကိုကျေးဇူးတော်ဖြင့်ပြေဝကြလျက်ခရစ်တော်သခင်တရားတော်မြတ်ကိုလူခတ်သိမ်းတို့၌တသက်ခံနိုင်ရန်၎င်းသာသမီယတနာထွန်းကား၍ပါရမီနှင့်ပြည့်စုံသောမိဘများဖြစ်နိုင်ကြလျက်သူတို့နှစ်ဦးစလုံးသည်မြေမြင့်များရသည့်တိုင်အောင်နေထိုင်နိုင်ကြရန်၎င်းနှင့်နောက်ဆုံး၌သူတို့တောင်းတကြသောအရွယ်သို့ရောက်နိုင်ကြ၍ကောင်းကင်ရွှေပြည်တော်ဝယ်သူတို့သူမြတ်တို့နှင့်တူသာရဒုက္ခချမ်းသာကိုခံစားကြပါမည်ကြောင်းဒီလိုသခင်ခရစ်တော်ဘုရားရှင်အမိပြု၍တောင်းလျှောက်ကြပါသည်ဖျားသင်တို့ဖို့ငြိမ်းချမ်းသာယာခြင်းကိုငါထားပေးငါ၏ငြိမ်းချမ်းခြင်းကိုသင်တို့ငါပေးဟုတမန်တော်ကြီးတို့ကမိန့်မြတ်တော်မူခဲ့သောအိုယေရှုခရစ်တော်သခင်တပည့်တော်၏အပြစ်ဒုစရိုက်များကိုအမှုထားတော်မမူပဲကိုရောသာသနာတော်၏ယုံကြည်ခြင်းကိုသာထောက်ထားတော်မူ၍အလိုတော်မြတ်တိုင်းဤသာသနာတော်ကြီးကိုငြိမ်းချမ်းသာယာစေ၍စီလုံးညီညွတ်စေတော်မူပါကာလအဆက်ဆက်အသက်ရှင်၍ဆိုးဆန်တော်မူသောအိုရှင်မြတ်စွာဘုရားဘုရားသခင်ငြိမ်းချမ်းသာယာခြင်းသည်သင်တို့အားလုံးနဲ့အစဉ်ရှိပါစေသင်တို့အချင်းချင်းသူကိုယ်သူငြိမ်းချမ်းခြင်းအမဲ့လက္ခဏာကိုကမ်းလှမ်းကြပါOh
ရဖျား၏သုံးငယ်တော်ကိုဖူးမြော်ကြလော့လောကအပြစ်ကိုချစ်တော်မူသောယေရှုခရစ်တော်ဖျားရှင်ကိုဖူးမြော်ကြလော့သုံးငယ်တော်၏ညသာစားပွဲတော်သို့ဖိတ်ခေါ်ခြင်းခံရသောသူတို့သည်မင်္ဂလာရှိကြ၏ရှေးဦးပထမမင်္ဂလာသတို့သားမက်ဆီမန်နူတက်နိုင်ဦးနဲ့မင်္ဂလာသတို့သမီးဗေရိုနီကာအီမွန်မြင့်မောင်တို့မှခရစ်တော်၏အသွေးတော်နှင့်အသားတော်ကိုပင့်ယူဖို့ရန်အတွက်ဘုရားရှင်ရှေးမောက်တွင်နေရာယူပေးပါရန်ဖိတ်ခေါ်အပ်ပါရယ်ကိုရမြတ်ပင့်ယူတဲ့အခါမှာကက်သလစ်ဘာသာသူများသာပင့်ယူခွင့်ရှိပြီးတော့ကက်သလစ်ဘာသာသူမဟုတ်သောသူများပင့်ယူခွင့်မရှိကြောင်းအလေးနက်စွာအသိပေးနှိုးဆော်အပ်ပါတယ်
Sit down, Jesu. Opia the can, Tanshindo, Ainonzu Piekuro Ponsapedo, Kuroshi Tadami Pieto, Veronica and Masirodi, the Kurido Atvirone Ataro Pinchimiro Mudo Turudi, Chichimyata, the Kuri Guda, Yangantai, Sedu the Wadu Pisijinga, Nyomin Jimpian Kuroshin Tidon Tador. ထိမ်းများခြင်းဖွဲ့စည်းကိုဤပူဇော်တက္ကရာဖြစ်တင်မြောက်ပေးခြင်းအပြင်စွမ်းတကူနှင့်တရားကြည်ပြုစွာထင်သိမ်းဆောင်ရှောက်တော်မူပါမည်ကြောင်းတပည့်တော်၏သခင်ခရစ်တော်ဖျားရှင်မြည်ပြတောင်းလျှောက်ကြပါသည်ဖျားကျေးဇူးပြု၍ခေတ္တခဏထိုင်မိကြပါဗျာမင်္ဂလာရှိသောဤယနေ့အချိန်ခါမှာပူပူနွေးနွေးအိမ်အောင်ဦးစီးဖြစ်လာတဲ့မင်္ဂလာသတို့သားမက်ဆီမန်နူတက်နိုင်ဦးမှာကျေးဇူးတင်စကားပြောကြားပေးပါရန်လေးစားစွာဖိတ်ခေါ်ပါတယ်9 နာရီမှာကျွန်တော်တို့မြစ်စားတရားလည်းထက်ရှိသေးရဆိုတော့ကျေးဇူးတင်စကားအရှိကြီးမရတော့ဘူးထင်တယ်ဆိုတော့ဒီကနေ့ရက်မြတ်ကိုရောက်လာဖို့ကျွန်တော်တို့နှစ်ယောက်လုံးပါနော်အိမ်မက်မက်ခဲ့ကြတာဒီကနေ့မှာဒီလိုခန်းခန်းနားနားနဲ့လှလှပပလေးအားလုံးနဲ့တူတူပေါ့နော်ကျင်းပခွင့်ပေးသနာတော်မူတဲ့ဘုရားသခင်ကိုဥစွာကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့ရန်ကုန်ဂိုင်းချုပ်သာသနာရဲ့လက်ထောက်ဆရာတော်တစ်ပါးလေးဖြစ်တဲ့စိန်မေရီမှာလည်းတာဝန်ခံဘုန်းတော်ကျောင်းတိုင်ဘုန်းတော်ကြီးအဖြစ်လဲတာဝန်ယူနေတဲ့ဆရာတော်ဖျားပေါ့နော်အရန်သဘောကောင်းတယ်ပေါ့နော်ကျွန်တော်တို့ ਨੇ ဒီအကြာကြီးမတွေ့ဘူးပဲမဲ့ခဏလေးတွေ့လိုက်တာနဲ့ကျွန်တော်တို့ကိုပေါ့နော်ဒီတကယ်ပဲဒီလက်လက်လောလောဒီလက်ခံပေးတဲ့အတွက်လဲကျေးဇူးအထူးတင်ရှိပါတယ်ဆက်လက်ပြီးတော့လက်ထောက်တာဝန်ခံဘုန်းတော်ကြီးပေါ့နော်ကျွန်တော်တို့ marriage preparation တော့ပြင်ဆင်ပေးတဲ့ Father William ကိုလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့တာဝန်ယူပေးတဲ့ Father John ကိုလည်းကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအကြောင်းမှာခန်းခန်းနားနားနဲ့ကျင်းပခွင့်ရဖို့အတွက်ပေါ့နော်ဥစွာပနာမမိတ်ဆက် intro ဝင်ထားပေးတဲ့ကျွန်တော်တို့ရဲ့တာဝန်ခံဘုန်းတော်ကြီးပေါ့နော် Father Echo 2
Joseph Soy ကိုထိုးလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီပွဲလေးမှာအခုလိုမျိုးကျေးဇူးတော်စီးစင်းတဲ့နေ့မှာဖုန်းတော်ကြီးတွေသာသနာတည်တည်ဒါရိုက်တာအများကြီးနဲ့ကျွန်တော်တို့ကျင်းပခွင့်ရတဲ့အတွက်လည်းဘုရားသခင်ကိုကျေးဇူးတင်တယ်လို့ခက်ခဲတဲ့ကြားကနေကုန်းတဒံလေးတဒံရေတဒံနဲ့လာပေးကြတဲ့တာဝန်ခံဖုန်းတော်ကြီးများအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရဝေးကနေလာပြီးတော့ကျွန်တော်တို့ဒီပွဲလေးမှာလာရောက်ပါဝင်ကြတဲ့ဘာသာသူညီကိုမောင်နှမများနဲ့အတူတူလူငယ်ခေါင်းဆောင်တွေလည်းရှိပါတယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ပြည်ကက်သလစ်ဂိုင်းအုပ်သာသနာနေပြီးတော့စိန်ပေါ်ယူဆိုပြီးတော့ကျွန်တော်တို့ခွာရဖွဲ့လေးရှိပါတယ်ဒီခွာရကလည်းကျွန်တော်တို့ရဲ့ပွဲမှာလာရောက်ပါဝင်ဒီဆိုပေးမယ်ဆိုပြီးတော့စီဇနာထက်တန်စွာနဲ့အဝေးကြီးကနေလာပေးတဲ့ညီငယ်ညီမငယ်များအားလုံး Brother Sokan နဲ့တကွညီငယ်ညီမငယ်များအားလုံးလည်းကျေးဇူးတင်ပါတယ် live ကနေပြီးတော့ mask ကြည့်ပြီးတော့ရဝေးရန်ဒီကနေပါဝင်နေတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ရင်းနဲ့ပေါ့နော်ဒီကနေ့ခိုင်ခန်းနာနာနဲ့လှလှပပပြင်ဆင်ပေးတဲ့ floral service နဲ့အတူတူကျွန်တော်တို့အားလုံးကိုကျေးဇူးတင်ထားသူအားလုံးကိုကျေးဇူးတင်ကြောင်းပြောရင်းနဲ့ဒီမှာပဲနေကုန်းချုပ်ပါတယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဘုရားသခင်သည်တနိုးနဲ့ရှိပါစေခရစ်တော်သခင်ကောင်းချီးမင်္ဂလာသည်သင်တို့၌၎င်းသင်တို့၏အိမ်တော်တော်၌၎င်းအစမပြတ်တည်နေနိုင်ကြရန်ထာဝရခမည်းတော်ဖျားသည်သင်တို့ချင်းချင်းကိုချစ်ချင်းမြတ်တာတော်၌ဆောင်းလျှောက်တော်မူပါစေတော်သင်တို့သည်သာသမီယတနာတို့ဖြင့်ကောင်းချီးမင်္ဂလာကို၎င်းမိတ်ဆွေသင်္ဃာတို့ထမနှစ်သိမ့်ခြင်းကို၎င်းလူပေါင်းတို့ထမမှန်သောငြိမ်းချမ်းသာယာခြင်းကို၎င်းရရှိနိုင်ကြပါစေသောဒုက္ခခံရသောသူများနှင့်ဆင်းရဲသားတို့သည်သင်တို့ကိုတရားကျင်နာသူများဖြစ်တွေ့ရှိနိုင်ကြလျက်သင်တို့ကိုတနေ့သောအခါဖျားသခင်ထာဝရဒုက္ခဘုံ၌ဝမ်းမြောက်ဝမ်းသာစွာလက်ခံနိုင်ကြရန်ဤလောက၌သင်တို့သည်ဖျားသခင်ချစ်ခြင်းမြတ်တာတော်၏တတိတော်များဖြစ်ကြတော်မူပါစေသောအနန္တတကုရောရှင်ထာဝရမြတ်စွာဘုရားသခင်ဖြစ်တော်မူထသောခမေတော်သာတော်တန်ရှင်သောဝိညာဉ်တော်မြတ်ဖျားသည်သင်တို့အားလုံးအကောင်းကြီးပေးတော်မူပါစေသောဤတေမင်္ဂလာသတို့သားနဲ့မင်္ဂလာသတို့သမီးတို့မင်္ဂလာလက်မှတ်ရေးထိုးခြင်းအခမ်းအနားစတင်တော့မှာဖြစ်ပါတယ်မင်္ဂလာလက်မှတ်ရေးထိုးဖို့ရန်အတွက်မင်္ဂလာသတို့သားနဲ့မင်္ဂလာသတို့သမီးတို့နဲ့အတူအသီးသက်တည်များဖြစ်ကြတဲ့ကိုနီကီနှင့်မတ်ဂျူးတစ်တို့ကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်မင်္ဂလာလက်မှတ်ရေးထိုးနေစဉ်ဂျိုဘင်ကောင်းမှလူငယ်တဦးဖြစ်တဲ့အေးစော်လက်မှဂုံပြူတီးဖွဲ့ပေးပြီးမြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ဥက္ကဋ္ဌအောင်ကျော်မှဂုံပြူတီးချင်းတီးဆိုပေးပါရန်ဖိတ်ခေါ်ပါတယ်ခင်ဗျာရဲ့မူတော်ထမ်းရွယ်ရင်ဒီပန်းကင်းတဲ့ကပန်းလေးတစ်ပွင့်ပို့ပြီးတော့ထူကြလာပါတဲ့နေတယ်ဒီပန်းလေးတစ်ပွင့်ရပေါင်းစီခြင်းဘုရားကြောင့်ကြီးလေခန္ဓာရဲ့လာပါတဲ့မင်္ဂလာရဲ့မြတ်လေးNi nela pemakai
ကျင်သူနူရမျက်ရှိမတိုင်တဲ့ဘေးပြာတွေကင်းဝေးချမ်းသာစိတ်ရွှင်လန်းပါစေဆုံးတိုင်းတည်ဒူလက်တွေကလေးအိုလိုက်ပါလုံးပါတဲ့ရွှေနေမြပမာခွေကျင်သူနူလူများရဲ့ရှိမတိုင်တဲ့ကျမ်းပါစွာဘဝကခဲတွေပြတ်ကျော်လွှားနိုင်စေချစ်တွေနဲ့အတူဆုံးစားကလေးကျမ်းပါစွာဘဝကခဲတွေပြတ်ကျော်လွှားနိုင်စေချစ်တွေနဲ့အတူဆုံးစားကလေး အခုမှတ်တမ်းတင်တက်ကုန်ရိုက်ကူးကြမှာဖြစ်ပါတယ်ရှေးဥပဒမဆရာတော်နဲ့ဘုန်းတော်ကြီးများမှတ်တမ်းတင်တက်ကုန်ရိုက်ကူးကြမှာဖြစ်ပါတယ်ဒုတိယအနေနဲ့သရိုသားယံသရိုသမီးယံပန်းချဲများနေရာယူပေးဖို့မေတ္တာရက်ခံပါတယ်အစဉ်သင့်ပြုလုပ်ထားပြီးပါโอเคခဏလေးတဲ့သရိုသားယံသရိုသမီးယံပန်းချဲများလက်စွပ်ပန်းကင်များနေရာယူပေးဖို့မေတ္တာရက်ခံပါတယ်ပြီးွားရင်ဆွေမျိုးသားချင်းများအမြန်ဆုံးရိုက်ကူးပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာโอเคခဏလေးဖုန်းတော်ကြီးများခဏလေးစောင့်ပေးပါသူတို့သားရန်သူတို့သမီးရန်ပန်းကျဲတွေမြန်မြန်လေးလုပ်ပေးပါဆရာတော်နဲ့ယဟန်တော်များအားလုံးကိုကျေးဇူးတင်ရှိပါကြောင်းနဲ့မြတ်တရားတော်မြတ်မှာလာရောက်ဆုတောင်းပေးကြတဲ့ဘာသာသူဓမ္မမိတ်ဆွေအပေါင်းတို့ကိုလည်းအထူးပင်ကျေးဇူးတင်ရှိရပါတယ်။ဒီကိုင်းဥသာသနာမှာစိန်ပေါ်တိုက်နယ်ရတဲ့ဖီလစ်ဆိုခန်နဲ့စိန်ပေါ်တိုက်နယ်သာသနာလူငယ်အပေါင်းတို့ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ပြောကြားလိုပါတယ်။ယခုချိန်မှာဆိုရင်မင်္ဂလာသတို့သားနဲ့သတို့သမီးတို့သည်ပန်းကျဲများမင်္ဂလာလက်စွပ်ပန်းကိုင်မင်္ဂလာပန်းကုန်းကိုင်မင်္ဂလာသတို့သားရဲ့မင်္ဂလာသတို့သမီးများခြံရံလေဘုရားကျောင်းတော်ကြီးမှပြန်လဲထွက်ခွာတဲ့အခမ်းအနားလေးပဲဖြစ်ပါတယ်ခင်ဗျာမင်္ဂလာသတို့သားနဲ့သတို့သမီးပြန်လဲထွက်ခွာချိန်မှာအပရိသတ်အပေါင်းတို့မှလည်းမင်္ဂလာပန်းများကျဲ၍မင်္ဂလာလက်ခုပ်ဩဘာပေးကြဖို့မေတ္တာရက်ခံရပါတယ်ခင်ဗျာReady? Mate ya piba, leko oba pili ye. Mingla pamya wo je ma phit pa re kya. Sa tin thwat lo ya ba bi.
နောက်ကနေပြီးတော့မင်္ဂလာပွဲလာပြိတ္တအားလုံးလိုက်သွားပြီကိုမေတ္တာရက်ခံပါတယ်အနောက်မှာဝိပုဘိုးွယ်ခြင်းအစီအစဉ်မြတ်စားတရားရှိတဲ့အတွက်ကြောင့်မင်္ဂလာပွဲလာပြိတ္တများအားလုံးသူတို့သားသူတို့သမီးအနောက်ကနေလိုက်သွားပြီပါသူတို့သားသူတို့သမီးအနောက်ကနေပြီးလိုက်သွားပြီပါမြတ်စားတရားရှိလို့ပါရခေးပေါ်မှာအခန့်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ရခေးဘက်ကိုသွားပေးကြပါမင်္ဂလာပွဲလာအပရိသတ်အပေါင်းတို့ဘုရားကျောင်းအပြင်ကိုထွက်ပေးပါမြတ်စားတရား